မှာရောက်မလာဘူးရောက်ရောက်ပြီးကိုနေမိတယ်ဖြတ်တန်းလာတဲ့ကလေးဟာမင်းဆိုအားလုံးပြေဆုံးသွားမယ်ရေမဟာကြတဲ့သူလိုအပ်နေလို့မင်းကိုဝေးစိတ်ဓာတ်ကြလာတယ်တကယ်ကို